ကျွန်တော်တို့တက်ကြရည်နီးတွေကတော့အများကြီးရှိပါတယ်ကျူပင်နဲ့ရက်တဲ့တက်ကြကိုင်းမင်းနဲ့ရက်တဲ့တက်ကြနောက်တစ်ခါကျွန်တော်တို့ကြံရိုးကြံဘတ်နဲ့လုပ်တဲ့တက်ကြအခုကတော့အုံးလက်နဲ့လုပ်တဲ့တက်ကြရည်နီးပဲဖြစ်ပါတယ်ဒါကဝချမ်းများကိုအုံးလက်ကိုအလေကနေခောက်ပြီးတော့တုတ်ချောင်းလေးနဲ့ထိုးပြီးတော့တက်ကြရက်လောက်သွားတာပဲဖြစ်ပါတယ်ဝါတက်ကြကတော့ဒီအတိုင်းပဲကျွန်တော်တို့ဈေးတားကြီးတော့ဈေးချိုတဲ့ကျွန်တော်တို့အုံလက်ကိုအခုလိုတက်ကြလောက်ငိုးကြတာပဲဖြစ်ပါတယ်အုံလက်ရင်ရင်တော့သူကသူ2နှစ်3နှစ်ကတော့သူကသူခံတာပဲဖြစ်ပါတယ်သူဈေးခေါင်ခိုက်နေတဲ့ချိန်သူမဝယ်နိုင်တဲ့သူတွေတော့ကတော့ဒီတက်ကြဟိုဟာကိုရက်ပြီးတော့မိုးတာတော့အကောင်းဆုံးပါပဲဈေးလဲတက်တာတယ်ဟိုဟာကိုလှုပ်လို့ရတဲ့တက်ကြနီးပဲဖြစ်ပါတယ်